ဥစဘတ်နဲ့ပွဲကားလို့ရိုနယ်ဒိုအတ္တတွေမရှိတော့ခြင်းကပေါ်တူဂီရဲ့ကမ္ဘာဖလားအိမ်မက်ကိုဘယ်လောက်ထိဆွဲတင်ပေးနိုင်မလဲပရိသတ်များလုံးပဲမင်္ဂလာပါရိုနယ်ဒိုပြောင်းလဲသွားပြီဆိုတဲ့စကားကဥဇဘက်ကစ္စတန်နဲ့ပွဲအပြီးမှာအကျဉ်းလောင်ဆုံးထွက်ပေါ်လာတဲ့စကားလုံးပေါင်းနူနိုမန်ဒက်စ်ကိုအလွတ်တဲကန်ပေါ်ကန်ခွင့်ပေးလိုက်တာကအေယာမမြေငလျင်ကြီးတစ်ခုလှုပ်ခတ်သွားတာပါပဲရိုနယ်ဒိုလိုအမြဲတမ်းငါးသားလျင်ပထမဆိုတဲ့အတ္တကြီးမလုံးတဲ့ကစားသမားတစ်ယောက်ကအသင်းရဲ့ကစားကွက်ရန်တရားတွေမှာရိုးရိုးလေးပူပေါင်းပါဝင်လာတာကပေါ်တူဂီအတွက်တော့အစိတ်တောက်တွေကင်းစင်သွားတဲ့ရွှေရောင်အနာဂတ်တစ်ခုပါပဲဒီစိတ်ဓာတ်ကိုသာသူဆက်လက်တည်ဆောင်သွားမယ်ဆိုရင်တော့ပေါ်တူဂီကဘလောက်ကြောက်စရာကောင်းတဲ့အသင်းဖြစ်လာမလဲအရင်တော့ကပေါ်တူဂီအသင်းကိုပြိုင်ဘက်တွေထိန်းချုပ်ရတာအင်မတန်လွယ်ကူပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ပေါ်တူဂီရဲ့တိုက်စစ်လမ်းကြောင်းမှန်သမျှကရိုနယ်ဒိုစီကိုပဲဦးတည်နေလို့ပါ။ပြိုင်ဘက်ခံစစ်မှုတွေအတွက်ရိုနယ်ဒိုတယောက်ထဲကိုအသေးပိတ်ထားလိုက်ရင်ပေါ်တူဂီတိုက်စစ်ကအလိုလျောက်သေဆုံးသွားတတ်ပါတယ်။ဒါပေမဲ့အခုဥဇဘက်ကစ္စတန်နဲ့ပွဲမှာမြင်တွေ့ခဲ့ရသလိုရိုနယ်ဒိုကအတ္တတွေကိုခွာချပြီးအယောင်ပြအဖြစ်လှုပ်ရှားပေးလာတဲ့အခါမှာတော့ပေါ်တူဂီရဲ့တိုက်စစ်ကလုံးဝကိုမှန်းဆလို့မရတဲ့အနေအထားကိုရောက်သွားခဲ့တာပါ။ဒုတိယအချက်ကတော့မျက်လုံးနဲ့မမြင်ရတဲ့စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုဖြစ်ပါတယ်။အသင်းကောင်းဆောင်ကအတ္တကိုဆွလွတ်လိုက်တဲ့အခါအသင်းသားတွေအလုံးကအမျက်မာဆုံးလွတ်လပ်မှုကိုရရှိသွားပါတယ်။ပေါ်တူဂီအသင်းမှာဘရူနိုဖာနန်ဒက်စ်၊ယာဝိုနက်ဗက်စ်တို့လိုပါရမီရှင်တွေရှိပေမယ့်ကွင်းထဲမှာရိုနယ်ဒိုစီဘောလုံးမပေးရင်အစဲခံရမယ်မျက်နှာပြတ်ရမယ်ဆိုတဲ့မမြင်ရတဲ့ဖိအားကြီးရှိနေတတ်ပါတယ်။ဒီဖိအားတွေကြောင့်သူတို့ရဲ့တဘာဝကစားဟန်တွေပျောက်ဆုံးပြီးစက်ရုပ်တွေလိုကစားနေကြရတာပါ။ဒါပေမဲ့အခုလိုရိုနယ်ဒိုကိုရိုင်းကဖရီကစ်ကိုတော့အသင်းပေါ်ကိုပေးကန်လာတဲ့အခါအဝေးလဲကန်တစ်ခုလုံးမှာရှိနေတဲ့မွန်းချက်မှုတွေအလုံးကလွင့်စင်သွားခဲ့ပါတယ်။ကစားသမားတွေဟာရိုနယ်ဒိုကိုကြောက်ရွံ့လို့ဘောလုံးပေးရတာမျိုးမဟုတ်တော့ပဲတကယ်ကိုယုံကြည်မှုအဖြစ်နဲ့မိသားစုတစ်ခုလိုကစားလာနိုင်တော့မှာပါ။ပေါ်တူဂီအသင်းရဲ့လက်ရှိလူစင်ကဂိုလ်ဒန်ဂျန်နရေရှင်းလိုတင်စားရလာအောင်နေရာတိုင်းမှာကမ္ဘာအဆင့်ကစားသမားတွေနဲ့ပြည့်နှက်နေတာပါ။ရူဗင်ဒီယက်စ်၊ကန်ဆယ်လို၊ပင်လင်ညာ၊ဗစ်တင်ညာစတဲ့ကစားသမားတွေကဥရောပထိပ်သီးကလပ်အသင်းတွေရဲ့အဓိကမောင်းနေအောင်တွေဖြစ်ကြပါတယ်။ဒီလိုအင်အားတောင့်တင်းတဲ့အသင်းကြီးမှာအရင်ကလိုအပ်နေခဲ့တာတခုတည်းကအားလုံးကိုတသားတည်းဖြစ်စေမဲ့စနစ်ပါပဲ။ရိုနယ်ဒိုကအတ္တကြီးနေတဲ့၍တော့အဲ့ဒီစနစ်ကအလုံးမလုံးဘူးရှင်။အခုတော့ရိုနယ်ဒိုကအတ္တတွေကိုချပြီးအသင်းနဲ့အဝင်ခွင့်ကြကစားပေးလာတဲ့အတွက်ပေါ်တူဂီအသင်းဟာအားနည်းချက်လုံးဝမရှိသလောက်ဖြစ်သွားခဲ့တာပါ။ခံစစ်ကကြစ်လက်တဲ့ကွင်းလေကဖန်တီးမှုအားကောင်းတဲ့တိုက်စစ်မှာလည်းရိုနယ်ဒိုကအယောင်ပြပေးသလိုလိုအပ်ရင်လည်းကိုယ်တိုင်အဆုံးသတ်ပေးနိုင်တဲ့အတွက်ပြင်သစ်အင်္ဂလန်စပိန်တို့လိုအသင်းကြီးတွေကိုတော့အသာလေးဖြိုခွဲပြစ်နိုင်တဲ့ကြောက်စရာအကောင်ဆုံးဖလားစိန်ခေါ်သူအဖြစ်တရားဝင်အသွင်ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။အချုပ်အားဖြင့်သုံးသပ်ရရင်တော့ရိုနယ်ဒိုကသူ့ရဲ့ကစားသမားဘဝနောက်ဆုံးအချိန်ရောက်မှသာအကြီးကျယ်ဆုံးသောစင်ကဲဖြစ်စဉ်ကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တာပါ။ဘောလုံးကစားသမားတစ်ယောက်ရဲ့အကြီးမားဆုံးရန်သူကပြိုင်ဘက်မဟုတ်ပါဘူးရှင်။ကိုယ့်ရဲ့အတ္တပါပဲ။ရိုနယ်ဒိုကအဲ့ဒီအတ္တတွေကိုအောင်နိုင်ခဲ့ပြီဖြစ်လို့သူ့ရဲ့ကြံရှိနေတဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေနဲ့မြင့်မားဆုံးသော football IQ ကိုပေါင်းစပ်ပြီးပေါ်တူဂီအသင်းကိုလမ်းပြပေးသွားနိုင်တော့မှာပါ။ဒီလိုမန်ရှော့ပြီးအသင်းကိုဦးစားပေးတဲ့ရိုနယ်ဒိုတောင်ရှေ့ဆက်မဲ့ရှုံးထွက်ပွဲစဉ်တွေမှာဆက်လက်တည်ရှိနေမယ်ဆိုရင်တော့ပေါ်တူဂီအသင်းက2026ကမ္ဘာဖလားကိုသိမ်းပိုက်သွားဖို့အခွင့်အရေးအသာဆုံးအနေအထားမှာရှိနေပြီလို့ဆိုရမှာပါပဲပရိသတ်တို့ရောဒီဖြစ်စဉ်ကိုလက်ခံကြလားရှင်။ comment မှာဆွေးနွေးပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးဘောလုံးအားကစားသတင်းတွေနဲ့ပတ်သက်လို့ကျမတို့ရဲ့ YouTube channel ကို like and subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။